ကျမတို့ကဘာပေါ်မှာရှိကြတဲ့ဗုဒ္ဓဘာသာဝင်များနဲ့ယဟန်တန်ဃာတွေအားလုံးကတော့ဘုရားတရားတန်ဃာဆိုတဲ့ယတနာ၃ပါးကိုသာကိုးကွယ်ယုံကြည်ကြပေမဲ့ဗုဒ္ဓဘာသာအပါအဝင်အခြားသောဘာသာတွေကလည်းနှက်ကိုးကွယ်မှုကိုမေယောဖလာနေနဲ့အယုံကြည်လွယ်ခဲ့ပြီးကိုးကွယ်နေကြတာကိုပရိသတ်တို့အားလုံးသိကြမယ်လို့ထင်ပါတယ်။ဒီဖြစ်ပျက်လေးကတော့ရွှေတောင်မြို့မဲတော်ရွာမှာရှိတဲ့နေအိမ်တစ်ခုမှာအိမ်တွင်းနှက်လို့ခေါ်တဲ့အုံဆွဲအုံကိုဆရာလေးကအုံတီးဆိုတာနှက်မဟုတ်ဘူးခွဲစားလို့ရတဲ့အရာဆိုပြီးပြောဆိုကဖြုတ်ချခဲ့ပါတယ်ဆရာလေးကဖျားရှင်ရဲ့လမ်းစဉ်အတိုင်းအယူဆမာရီနဲ့ကိုယ်ကွယ်ယုံကြည်မှုပေါ်လမ်းမဲ့ရအောင်ဆုံးမနေကြတာပါဗုဒ္ဓဘာသာအနေနဲ့30ပုံရှိပါတယ်နတ်ပြည်6ထက်ပြမဟာဘုံက20လူပြည်ကတပုံအပေ4ပုံဆိုပြီးရှိပါတယ်ဒါကြောင့်30ပုံတည်းမှာအုံတီနဲ့ဆိုတာမရှိဘူးလို့ဆိုပါတယ်ပြီးတော့မိယိုဖလာရွှေရိုးဆွဲကိုယ်ကွယ်ယုံကြည်မှုနဲ့အုံတီကိုနှက်လုပ်ပြီးအယူဆအမားတွေနဲ့ကိုယ်ကွယ်ယုံကြည်နေကြတာပါမိုးလင်းတာနဲ့ရှားစားရတာကကိုဘရာကိုရှားစားရတာပါရှာဝေလောက်ကင်ရတာကကိုရဲ့ကံဉဏ်ဝရိယနဲ့လောက်ကင်စားတောက်နေရတာပါအုံတီကဘာလို့ပေးနိုင်မှာမလို့လဲအလုံးရှုပ်တာပဲအဖက်တင်တယ်လို့ပြောဆိုခဲ့တာပါပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေအလုံး32ပုံမှာမရှိတဲ့နတ်ကိုကိုယ်ကွယ်ယုံကြည်နေပါနဲ့ကိုယ်ကွယ်ရမှာကဖရာတရားတန်ခါတရား၃ပါးသာဖြစ်တယ်လို့ဆိုကမိမိကိုယ်သာမိမိအားကိုးရလို့မြတ်ဗုဒ္ဓကပါကြားခဲ့ပါတယ်။နတ်ကိုယ်ကွယ်မှုဆိုင်ရာယုံကြည်မှုအရအတွင်39မိနစ်ထဲမှာပါဝင်ဖြစ်တဲ့အိမ်တွင်နတ်လို့ခေါ်ကြတဲ့မိမဟာကီရီနတ်ကိုပူဇော်ပသတဲ့အနေနဲ့ချိတ်ဆွဲတာဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေအများစုကတော့အိမ်တွင်းနှက်လို့ခေါ်တဲ့နှက်အောင်လို့ဝါဝဲဝါထွဲရောက်တိုင်းမျိုးဖလားယုံကြည်ကိုကွယ်ကြတဲ့အလေးထားတစ်ခုရှိပါတယ်။ဒီနှက်ကိုကိုကွယ်တဲ့ယောက်ျားလေးနဲ့အိမ်ထောင်ကြရင်အိမ်တွင်းနှက်ကိုမျိုးဖလားနေနဲ့ဆက်လက်ကိုကွယ်ရပါတယ်။အိမ်တွင်းနှက်ကိုကွယ်ခြင်းအပြင်မကောင်းစွာတစေတရေများအိမ်တွင်းမဝင်နိုင်ဘူးလို့နှက်ကိုကွယ်သူတွေကယုံကြည်ကြပါတယ်။ဒါပြင်ဒုက္ခတွေကနေကောက်ွယ်ပေးတယ်လို့လည်းယုံကြည်ကြပါတယ်။ဒီဆရာလေးရဲ့ဗီဒီယိုဖိုင်ကိုတွေ့တဲ့သူအများစုကတော့ဆရာလေးကိုအပြန်ထန်ဝေဖန်ခဲ့ကြတာပါ။ဒီလိုပြောဆိုတွေကိုနေအိမ်ပေါ်ထိအဆုံးမစကားပြောဆိုပြီးနောက်အုံးကိုဖြုတ်ချခဲ့တာကြောင့်နောက်ကိုယုံကြည်သူများအများစုကမကြခင်မှာဆုံးငတ်တော့မယ်လို့ပြောဆိုနေကြသလိုတချို့ကျတော့လေရွှေထုံလဲမပင်နဲ့ဈေးသုံးလဲမလွယ်နဲ့ဆိုပြီးပြောဆိုနေကြသလိုဆရာလေးတို့အနေနဲ့ရပေမဲ့ပုတုစင်လူတွေအတွက်တော့အိမ်တွင်းနဲ့ဆိုတာရှိတင်ပါတယ်အပြင်30မင်းအတွင်း30မင်းအရန်30မင်းဆိုတာရှိကြပါတယ်ကိုယ်ကွယ်တာမဟုတ်ပါဘူးဖျားပွဲတော်အုံတီမပါလို့မရပါဘူးလို့ပြောဆိုနေကြသူတွေလည်းရှိကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ကရောဆရာလေးပြောဆိုဆုံးမတာကိုထောက်ခံပါသလားဘလို့မှတ်ချက်လေးတွေပေးခြင်းလဲဆိုတာမှန်ခဲ့ကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာတဲ့အကြောင်းအသေးတွေနဲ့အတူပြန်လာခဲ့ဦးမှာဖြစ်လို့အသစ်သောဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခလောင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိကြည့်ရှုအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်